ကဲအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့မိတ်ဆက်ပြမှာကဒါမျိုး TZE ကနေထွက်ရှိလာတဲ့ Bluetooth speaker ပေါက်ကြီးနဲ့မိတ်ဆက်ပြမှာဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကဆိုလို့ရှိရင် wireless mic တစ်လုံးပါရှိမယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့ remote တွေ TV နဲ့တွဲသုံးဖို့အတွက် 1 in 1 ကြိုးတွေပါအောင်မှာဖြစ်ပါတယ်ခင်ဗျကဲဒီကောင်လေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ခင်ဗျဒီကောင်လေးကတော့ဟောဒီက power အဖွင့်ပိတ်ခလုတ်လေးပါအဲ့ဒီအပြင်ကမှဒီမှာ USB ကတ်အသုံးပြုလို့ရမယ် TF ကတ်အသုံးပြုလို့ရမယ် music အတန်တွေတိုးချဲနောက်ပြီးတော့ bit တန် triple တန်တွေပါအသုံးပြုလို့ရပါအောင်မယ်ခင်ဗျ AUX ပေါက်ပါတဲ့အတွက်ကြောင့်မလို့ TV နဲ့လည်းတွဲဖွင့်လို့ရမယ် mic ရဲ့ကို mic volume တွေကိုလည်းစိတ်ကြိုက်ချိန်ကြီးလို့ရမယ်ခင်ဗျမိုက်ဘော့တစ်ပေါက်လည်းအပူပန်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်မိုက်တွေကိုလည်းကျွန်တော်တို့ကထပ်ဆင့်အသုံးပြုလို့ရပါအောင်မယ်ခင်ဗျာကဲဒီကောင်လေးရဲ့အတန်ထွက်လေးကိုကျွန်တော်တစ်ချက်စမ်းပြပေးပါမယ်ခင်ဗျာကဲအတန်ထွက်လေးကိုလည်းစိတ်ကြိုက်စမ်းပြပေးပြီဆိုတော့လူချင်းမင်းတို့ကြိုက်နေတဲ့လူမှိုင်းမယ်ဆိုပါကမင်းတို့ရဲ့ Viber ဖုန်းနံပါတ်399331953993408080တို့မှာအမြန်ဆုံးဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျာ